အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ပြင်တိုင်းရမယ်ဖြစ်ပါတယ်ပေါ့နော်အရင်တော့ဟာကျွန်တော် Telas Kingdom ဆော့ကြမယ်ဆိုပြီးတော့ကျွန်တော် video တင်ထားအားလုံးပဲတွေ့ကြမယ်ထင်ပါတယ်ကျွန်တော်က Telas Kingdom စာပါထောင်မယ်လို့ပြောလိုက်တဲ့အချိန်မှာပါချင်တဲ့လူတွေကအများကြီးရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်လွယ်လွယ်ကူကူနဲ့ထောင်လို့မရဘူးခင်ဗျာဘာဖြစ်လို့လဲဆိုတော့ Fort Passion ကနေပြီးတော့ mob တွေအများကြီး90ကျော်လောက်ထည့်ထားပြီးတော့ဝင်ကြည့်လိုက်တဲ့အချိန်မှာ error ရမ်းများကြီးပေါ့နော်ပြီးတော့ဝင်join ဖို့လဲ bro ဝိုးထတောင်မရောက်သေးဘူးဟိုဟာစာပါထတောင်မရောက်သေးဘူး bro လက်ပြီးထွက်သွားမှာအဲ့လိုဖြစ်သွားမှာပေါ့နော်ဘာလို့လဲဆိုတော့အရင်များပြောကျွန်တော်ကဘာနဲ့စမ်းကြည့်လဲဆိုတော့ fail top all နဲ့ပြော eternal stop me နဲ့ဒီစာပါနှစ်ခုကျွန်တော် free စာပါတွေနဲ့ကျွန်တော်စမ်းကြည့်ထားတာပေါ့နော်လုံးဝအဆင်မပြေပါဘူးခင်ဗျာသူကအရင်ကလက်ပြီးတော့အရင်ထွက်သွားပါရဲ့ကျွန်တော်နောက်ထပ်စာပါဒီထပ်ပြောရှာလိုက်အောင်မယ်ဒါပေမဲ့နောက်ထပ်စာပါဒီတော့ကျွန်တော်တွေးထားပါတယ်ဒါပေမဲ့ဒီစာပါထဲမှာ map ထဲဆောလို့လုံးဝမရပါဘူးခင်ဗျာသူကဂျာပါထဲမှာ optify နဲ့ fabric ကိုပဲထည့်ထားရပေါ့နော်Minecraft for Passion ကတော့မရပါဘူးပြီးတော့နောက်ဆုံး error တစ်ခုအားကြတော့ဟိုဟာ CPU နဲ့ RAM ကိုတိုးလို့မရပါဘူးခင်ဗျာစာပါရဲ့ RAM တိုးဖို့အရင်ရေးကြည့်တဲ့အတွက်ကြောင့်တိုးလို့မရဘူးဆိုရင်တော့ဥပမာကျွန်တော် RAM တိုးလို့မရဘူးဆိုရင်လူတွေကတယောက်နှစ်ယောက်လောက်ပဲဝင်လို့ရမှာပေါ့နော်ဟို3-4ယောက်ဆိုမရတော့ဗျအဲ့ဒါကြောင့်ကျွန်တော်လည်းအဲ့ဒီစာပါလေးကိုမထောင်ဘဲနဲ့ကျွန်တော်ဒီလိုပဲထားလိုက်ပါရဲ့ပြီးတော့ကျွန်တော်အကောင့်ဆုံးတော့ဆက်ရှာအောင်ပါတကယ်တော့ကျွန်တော်တကယ်ချင်းတော့အဲ့ဒီစာပါကိုမ join ခင်မှာတကယ်ချင်းတော့ကိုတိုင်ဆော့ဖို့အတွက်လဲကျွန်တော်က mob လေးတင်ထားပြီးသားပဲဖြစ်ပါရဲ့မကြည့်ရသေးဘူးဆိုရင်တော့ဟိုအရင်တုန်းကတင်ထားတဲ့ video ကိုတားကြည့်လိုက်ပါဟိုတင်နေပြီးတော့ဟို Minecraft install နည်းနဲ့ပြီးတော့ mob တွေ install နည်းကျွန်တော်အကုန်လုံးတင်ထားပြီးရဖြစ်ပါရဲ့အကုန်လုံးလုပ်ပြထားပြီးသားတကယ်ချင်းလည်းအဲ့ဒါလေးကိုကောင်းကောင်းထားကြည့်ပြီးတော့တကယ်ချင်းတို့နေနဲ့ဆော့လို့ရရင်ပဲဖြစ်ပါရဲ့ပြီးတော့ Bro Visa လဲကျွန်တော် Telas Kingdom စာပါကိုနောက်ပိုင်းကျမှထောင်ဖို့သူကအကြံလာပေးထားပါတယ်အဲ့ဒါနဲ့ကျွန်တော်လဲတူနဲ့စကားပြောရင်းနဲ့ကျွန်တော်တို့နှစ်ယောက်နောက်ဆုံးကြတော့ကျွန်တော်တို့ Telas Kingdom စာပါကိုနောက်ပိုင်းကျမှအဆင်ပြေတဲ့စာပါကိုကျွန်တော်တို့ USA ဒေါ်လာတွေနဲ့ဝယ်ပြီးတော့ကျွန်တော်စာပါထောင်ပြီးတော့နောက်ပိုင်းကျမှဆော့မှာဖြစ်ပါတယ်အခုတော့လဲဆိုကျွန်တော်တို့နှစ်ယောက်ပူပေါင်းပြောကျွန်တော်တို့နှစ်ယောက် Rocket Crab SMB Season 7လေးစဖို့ရှိပါတယ်အားလုံးပဲပါချင်ကြရင်တော့ပါရှင်ရတော့Minecraft Java Fabric 1.21.4 ပဲဖြစ်ပါတယ်ကျွန်တော်တို့၄လပိုင်း2ရက်နေ့လောက်မှာကျွန်တော်တို့စာပါစာဖွင့်မှာဖြစ်ပါတယ်ပြီးတော့တကယ်ချင်းတော့ပါချင်တယ်ဆိုရင်တော့ကျွန်တော်တို့နောက်ပိုင်းကျမှ video ချပြီးတော့တင်ထားပေးပါမယ်ပြီးတော့ကျွန်တော်အကြံပေးချင်တာတကယ်ချင်းတို့အနေနဲ့ YouTube video လုပ်ဖို့ပြောချင်ပါတယ်တကယ်ချင်းတို့အနေနဲ့YouTube မှာ video တွေတင်ပြီးဆိုရင်ကျွန်တော်တို့တကယ်ဆိုပါချင်တယ်လို့လာပြောရှာမလို့ပါဘူးခင်ဗျာကျွန်တော်တို့ကိုယ်တိုင်တွားပြီးတော့ခေါ်မှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံခြားတွေမှာသူများဟာစာပါတွေကိုသူတို့စာပါတွေကိုသူများထပ်ဖို့ကောင်းအောင်လုပ်နေတဲ့အချိန်မှာကျွန်တော်တို့မြန်မာ Minecraft YouTuber တွေကမြန်မာ Minecraft player တွေပေါ့နော်ဘာမှမလုပ်ဘဲနဲ့တိတ်ဆိတ်နေအောင်တွေ့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကMinecraft player တွေကိုအရင်တုန်းကလိုပြန်မြောက်တင်ငယ်ချင်းတို့အနေနဲ့လည်း YouTube လုပ်ဖို့အကြံပေးချင်ပါတယ်ကျွန်တော်တို့နဲ့အတူတူမြန်မာ Minecraft YouTuber တွေနောက်ထပ်ဖတ်သူအနေနဲ့ပြန်ဖွဲ့စည်းလိုက်ပြီးတော့မြန်မာနိုင်ငံမှာလည်း Minecraft player တွေပြန်ရှိလာအောင်လုပ်ကြရင်ပိုပြီးတော့ကောင်းမယ်ထင်ပါတယ်ပြီးတော့နောက်တစ်ခုကအရင်တုန်းကကျွန်တော် Telas Kingdom ဖြူလေးကိုအများပြမရဘူးလို့ဟိုက error ဖြစ်နေတယ်အဲ့လိုမျိုးပုံစံတွေဖြစ်နေကြရင်တော့ကျွန်တော်အနေနဲ့ version ကိုနှိပ်ချဖို့အကြံပေးချင်ပါတယ် version ကနေပြီးတော့ 1.60.5 မစော်ဘဲနဲ့ Minecraft 1.12.2 ကိုလည်းရဖြစ်ပါတယ်ပြောရရင်တော့1.7.1ပါအဲ့ဒီ version မှာလည်း mod တွေအများကြီးကိုရှာလို့ရပါတယ်ကျွန်တော်ပေးထားတဲ့ add-on တွေကို bro version ကိုပြန်နှိပ်ချလိုက်ပြီးတော့ bro တို့အနေနဲ့ 1.12.2 မှာလည်းဆော့လို့ရပါတယ်ပြီးတော့ဒီ mod တွေမှာ bro မှာဆော့လို့ရလားဆိုတော့ကျွန်တော်စမ်းကြည့်ထားပြီးတော့လုံးဝမရပါဘူးခင်ဗျာ bro အတွက်လည်း mod တက်ရှိပါတယ်ဒီ mod လေးကိုလိုချင်တော့ကျွန်တော် description မှာချပေးထားတဲ့ Telegram link ကို join ပြီးတော့လာတောင်းလို့ရပါတယ် Telegram link ထဲမှာ bro အတွက်ဟော Java အတွက်ရောကျွန်တော်တစ်ခုလုံးထားပေးသားဖြစ်ပါတယ်ပြီးတော့ bro မှာလည်းဒီ Java နဲ့လုံးဝတူပါတယ်ခင်ဗျာပြီးတော့ Java မှာလည်း bro နဲ့နှမျိုးစလုံးတူပါပဲဒါပေမဲ့နှစ်ခုစလုံးပူပေါင်းပြီးတော့ချိတ်ဆော့လို့လုံးဝမရပါဘူးအဲ့ဒါကြောင့်ကျွန်တော်အဲ့ဒါလည်း error လေးကိုဖြေရှင်းလို့လုံးဝမရဘူးပေါ့နော်ပြီးတော့ကျွန်တော်နဲ့ Bro Visa နဲ့ပြီးတော့တခြား YouTuber တွေနဲ့ကျွန်တော်တို့စုပေါင်းပြီး Rocket Crab SMB Season 7လေးတစ်ခုကိုကျွန်တော်တို့စာပြောထောင်မှာဖြစ်ပါတယ်ဒီ Season 7ထဲမှာကျွန်တော်ပြောထားတဲ့အတိုင်း Minecraft Fabric 1.21.4 ကိုကျွန်တော်တို့ဒီ version မှာစမှာဖြစ်ပါတယ်
ပြီးတော့ Pro မှာလင်းထားလို့ထားတဲ့အတိုင်းပဲ mob hut တွေနဲ့ပြီးတော့ one player slip ကြီးကျွန်တော်အကုန်ရမှာဖြစ်ပါတယ်ပြီးတော့ parrot ကိုကြာပါတော့နှမျိုးစလုံး join လို့ရအောင်လို့ကျွန်တော်တို့လည်းအတက်နိုင်ကြတော့ကျွန်တော်တို့ find ကြည့်မှာဖြစ်ပါတယ်ခင်ဗျာပါချင်နေဆိုရင်တော့တကယ်ချင်းတို့အနေနဲ့ YouTube လုပ်ဖို့ကျွန်တော်တို့ပြောချင်ပါတယ် YouTube လုပ်တဲ့သူတိုင်းကိုကျွန်တော်တို့တွားပြီးတော့ခေါ်မှာဖြစ်ပါတယ် YouTube လုပ်တဲ့သူတွေကကျွန်တော်တို့ထောင်ထားတဲ့စာပါတိုင်းဥပမာ Telegram skin down တို့ Pocket Craft တို့ပြောကျွန်တော်တို့ပါ CV ပဲလာပါ SMP ပဲလာကျွန်တော်တို့တို့ကအကုန်ဝင်ခွင့်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စာပါတိုင်းခေါ်မှာဖြစ်ပါတယ်โอเคပါအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာပြီးတော့ဒီဗီဒီယိုလေးကိုအားပေးတဲ့ဒူတိုင်းကိုလည်းကျေးဇူးအများကြီးပဲတင်ပါတယ်ဒီဗီဒီယိုလေးကတော့တလောက်ပဲပြောစရာရှိပါတယ်ပြီးတော့တကယ်ချင်းတို့အနေနဲ့လည်းအစီမပြေတာရှိရင်ပြီးတော့မတီးတဲ့ဟာလေးရှိရင်နားမလဲတဲ့ဟာလေးရှိရင်လည်းကုန်းအောင်မှန်းပြီးတော့မေးခဲလို့ရပါတယ်ပြီးတော့ 1.3.2 ကိုစောဖို့ကျွန်တော်လည်းအကြံပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ 1.3.2 ကပို့ပြီးတော့မှလက်မှာပေါ့နော်ပြီးတော့တခုမှကြတော့ဒီလို map တွေအစုံတော့မရတော့ပါဘူးခင်ဗျတချို့ map တွေကတော့မပါလာတော့ဘူးပေါ့နော်โอเคပါတလားပါပဲအားလုံးပဲကောင်းကြပါစေကျေးဇူးများပဲတင်ပါတယ်ခင်ဗျအားလုံးပဲ bye bye